ဒီလန်ဒန်တရားမှာမမြင်ရတဲ့အလုပ်သမားတွေရှိနေပါ တယ်။လန်ဒန်တရားဆိုတဲ့နာမည်ကိုကြားရင်တာယာလှပပြီးတော့တခြင်းတွေကိုပြင်းပြင်းနေတဲကြပါမယ်လို့ဒီတရားကြီးရဲ့နောက်ွယ်မှာတော့ကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိနေပါ တယ်။ဒီကနေ့မှာတော့လန်ဒန်တရားရဲ့မမြင်ရတဲ့အလုပ်သမားကဏ္ဍကိုကျွန်တော်တို့အမ်နန်မြန်မာ channel လေးကနေတင်ဆက်ပေးသွားမှာပါ။ညဘက်အချိန်လေတိုက်တဲ့အခါတရားပေါ်မှာငိုရှိုက်တဲ့အတန်တွေကိုကြားနေရပါတယ်။ဒါတွေဟာဒီနေရာမှာပိတ်မိနေတဲ့ကလေးငယ်ဝင်းကြီးတွေရဲ့အတန်လား။ဒါမှမဟုတ်ရင်ယနေ့တည်ဆုံသွားသူတွေရဲ့အော်တန်တွေလားဆိုတာအခုချိန်ထိကိုမှဘယ်သူမှတေချာမသိကြပါဘူး။အခုတော့လန်ဒန်တရားရဲ့တရေ6တဲ့နေရာတွေဇလန်းတွေကိုအသေးစိတ်ဆက်လက်ကြည့်ရှုရမှာပါ။ခေတ်တဲ့အဆောင်တွေကြားထဲမှာရှေးဟောင်းဒဏ္ဍာရီတွေနဲ့သွေးစွန်းနေတဲ့အမွေနေ့တစ်ခုအဖြစ်ကိုကြော်ကြားတာကတော့လန်ဒန်တရားလို့ခေါ်တဲ့ The London Bridge ပဲဖြစ်ပါတယ်။တခြင်းတွေထဲမှာပြောစရာအဖြစ်ကိုတီးဆိုနေခဲ့ကြပေမဲ့လို့ဒီတရားဟာတကယ်တမ်းကျတော့ရာစုနှစ်ပေါင်းများစွာကလှုပ်ဝက်ချက်တွေနာကျင်ပွဲရရစ်ပူဆောင်မှုတွေနဲ့ပြည့်နှက်နေတဲ့ထိတ်လန့်ပွဲရနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ပရာလောကသူတည်တည်တွေအတွက်ကတော့လန်ဒန်တရားဟာအဒင်ဘတ်ရဲတိုက်လိုပဲအင်မတန်ကိုမှအရေးပါပါတယ်။ရှေးဟောင်းထန်တိုင်းတစ်ခုရကတော့ဒီတရားရဲ့အုတ်မြစ်တွေခိုင်ခန့်စေဖို့အတွက်ဆောက်လုပ်ရေးကာလအတွင်းမှာလူသားရစ်ပူဆောင်မှုတွေပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီခေတ်ကတော့တချို့သောယုံကြည်မှုတွေရကတော့အဆောက်အုံကိုထာဝရတည်တံ့စေဖို့အတွက်အသက်ရှင်နေသူတဦးကိုအုတ်မြစ်ထဲမှာထည့်သွင်းမြုပ်နှံခဲ့ရတယ်လို့အယူဆကြပါတယ်။အထူးသဖြင့်ကတော့ဒီဇလန်တွေထဲမှာကလေးငယ်တွေရဲ့ဝိညာဉ်တွေဟာတရားရဲ့ပနဲ့ရိုက်တိုင်တွေမှာပိတ်မိနေတယ်လို့နာမည်ကြီးပါတယ်။အဲ့ဒီကလေးငယ်တွေရဲ့ဝိညာဉ်တွေဟာသူတို့ရဲ့ကံကြမ္မာကြောင့်မို့လို့ငိုကြွေးနေစေဖြစ်ပြီးညဘက်လန်ဒန်တရားအနည်းကိုဖျက်ဆီးသွားလာတဲ့သူတွေဟာရှင်းပြမရတဲ့ကလေးငယ်တွေရဲ့ငိုရှိုက်တဲ့အတန်တွေကိုကြားနေရတတ်တယ်လို့ဆိုပါတယ်။ဒါပြင်ကမှတရားဟောင်းကိုဆောက်လုပ်နေစေအတွင်းမှာလည်းပါဝင်ခဲ့တဲ့ပြည်သူ့ကပညာရှင်တွေနဲ့အလုပ်သမားတွေကိုတရားရဲ့အုံမြင့်တဲ့တိုင်တွေခိုင်ခန့်စေဖို့အတွက်သူတို့ရဲ့ဝိညာဉ်တွေကိုလည်းကလေးငယ်တွေနဲ့အတူစတေးခံခဲ့ရတယ်လို့ယုံကြည်မှုတွေကရှိကြဆဲပဲဖြစ်ပါတယ်။အထူးသဖြင့်ကတော့ညဘက်အချိန်တွေမှာဆိုရင်ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့နှိစက်တဲ့ area တွေမှာတန်တူခောက်တဲ့အတန်တွေအလုံးလုံးနေတဲ့အတန်တွေကိုကြားရတတ်ပေမဲ့လူကိုတော့မမြင်ရဘူးလို့ဆိုပါတယ်။ဒါဟာငြိမ်းချမ်းစွာအနားမယူသေးတဲ့အလုပ်သမားဝိညာဉ်တွေလည်းဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒီလန်ဒန်တရားဟာတမန်တလျှောက်မှာမီးလောင်မှုတွေရှေ့ကြီးမှုတွေနဲ့ပြိုကျမှုတွေကိုကြုံတွေ့ခဲ့ကြရပါတယ်။အလဲခေတ်ပိုင်းတုန်းကဖြစ်ပွားခဲ့တဲ့မီးလောင်မှုတွေနဲ့တရားပေါ်ကနေရေထဲကိုပြုတ်ကျပြီးတော့ရင်းနှစ်တည်ဆုံးခဲ့ရတဲ့သူတွေရဲ့ဝိညာဉ်တွေဟာလည်းတရားရဲ့တဝိုက်မှာလှည့်လည်ကျက်စားနေကြလို့လည်းယုံကြည်ကြပြန်ပါတယ်။နောက်ပြီးတော့တရားပေါ်မှာအချင်းကြာကြာရက်နေတဲ့သူတွေဟာမရှင်းပြနိုင်တဲ့စိုးရင်ပူပန်မှုမျိုးစိတ်တကြဆင်းမှုမျိုးကိုခံစားရတတ်ပြီးတော့တရားပေါ်ကနေမြ мян ထွက်ခွာခြင်းစိတ်ဖြစ်ပေါ်တတ်တယ်လို့လည်းဆိုပါတယ်။တချို့သောသူတွေကတော့တရားရဲ့တိုင်နေရန်တွေအနီးနားမှာရုတ်တရက်ဆိုသလိုအပူချိန်ကြာဆင်းသွားတာရေတွေကနေပေါ်လာတက်တည်အောင်တူတိတ်ကိုအော်ဟစ်တန်တွေကြားနေရတာဟာဒီတရားအောက်မှာရင်းနေသေးဆုံးတဲ့သူတွေနဲ့ဝမ်းနေနေတဲ့ဝိညာဉ်တွေဖြစ်နိုင်တယ်လို့သုံးသပ်ကြပြန်ပါတယ်။ညဘက်မူကိုတွေကိုထူထပ်တဲ့အခါမှာဆိုရင်တော့တရားပေါ်မှာအရင်မဲကြီးတစ်ခုကလမ်းလျှောက်နေတာကိုလည်းမြင်တွေ့ရတယ်လို့မျက်မြင်သက်သေတွေကပြောပြခဲ့ပူပါတယ်။အဲ့ဒီရိတ်ဟာအများအပြားကတော့လန်ဒန်တရားရဲ့အတိတ်ကခါသီးတဲ့ဖြစ်ပျက်တွေမှာပါဝင်ခဲ့တဲ့သူတို့ရဲ့ဝိညာဉ်လည်းဖြစ်နိုင်ပါတယ်။လန်ဒန်တရားဟာတကယ်တော့ဘိသုကာပညာတစ်ခုတည်းမဟုတ်ပဲနဲ့အတိတ်ကနာကျင်မှုတွေလှုပ်ဝက်ဆန်းကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့တမိုင်းဝင်အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။တင်နေကဘက်ကိုဖျက်သွားရင်တော့မှတာမန်တရားလိုမျိုးထင်ရတတ်ပေမဲ့ညာဘက်လေတိုက်ခတ်လာတဲ့အခါမှာအဲ့ဒီနေရာမှာပိတ်မိနေတဲ့ဝိညာဉ်တွေရဲ့တီးတိုးစကားတန်တွေအကူအညီတောင်းတဲ့တန်တွေဝမ်းနဲ့ဆောင်ငိုကြွေးနေတဲ့အတန်တွေကိုနားထောင်နိုင်ဖို့တတိရှိဖို့တော့လိုအပ်ပါတယ်။